ရုပ်မြင်သံကြားကြည့်ပရိသတ်များရှင်နိုင်ငံတော်အစိုးရဟာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများနဲ့ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပပြုလုပ်ပြီးသဘောတူညီချက်များလက်မှတ်ရေးထိုးတာထာဝရငြိမ်းချမ်းရေးရရှိရေးဆိုတဲ့အန်တီမရည်မှန်းချက်ကိုချမှတ်ကောင်းထည့်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။အဲ့ဒီလိုဆောင်ရွက်ရမှာကရင်ပြည်နယ်ကြီးအတွင်းမှာရှိတဲ့တိုင်းရင်းသားအဖွဲ့အစည်းများနဲ့လည်းတွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်ကရင်ပြည်နယ်ကြီးအတွင်းကနေရာဒေသတိုင်းဟာတည်ငြိမ်အေးချမ်းနေပြီဖြစ်တယ်လို့တည်ငြိမ်အေးချမ်းမှုရဲ့အကျိုးရလဒ်များဖြင့်နေဆက်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုတိုးမြှင့်အကောင့်ထဲပေါ်ဆောင်ရွက်ခွင့်ရရှိလာပြီဖြစ်ပါတယ်။ရုပ်မြင်သံကြားကြည့်ပရိသတ်များရှင်နေဆက်ရေးရာဝန်ကြီးဌာနအနေနဲ့2011-2012ဘဏ္ဍာနှစ်ကစပြီးညံကြီးငူမဲတော်လန်းကိုဖောက်လုပ်ပေးရရှိရမှာစုစုပေါင်းမြေသားလမ်းအရှည်28မိုင်ဖြစ်ပြီးဒီကနေ့အချိန်ထိ10မိုင်လေးပါလုံးကိုကတ္တရာခင်းကျင်းလုပ်ငန်းဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။အဲ့ဒီလမ်းပေါ်ကအရှည်920ပေရှိမဲပေါ်ထတရားကြီးကိုညံကြီးငူဆရာတော်ဗတ္တန္တသုစနရဲ့ဥဆောင်မှုနဲ့တည်ဆောက်ခဲ့ပြီး2012ခုဇန်နဝါရီလမှာလုပ်ငန်းများပြီးစီးခဲ့ပါတယ်။နေဆက်ရေးရာဝန်ကြီးဌာနအနေနဲ့အရှည်ပေ285ပေရှိရင်းပိုင်း6ခုတရားအရှည်ပေ290ရှိကျုံထော်တရားများအပါအဝင်ဓားငယ်15စင်းကိုဆက်လက်တည်ဆောက်ပြရှိပါတယ်။ညံကြီးငူမဲတော်လန်းဖောက်လုပ်ပြီးစီးသွားပါကဒေသခံတိုင်းရင်းသားများအဓိကအားထားစိုက်ပျိုးနေတဲ့ကွန်းသီးစိုက်ပျိုးရေးလုပ်ငန်းဒူရင်ပိန်းတဲ့စိုက်ပျိုးရေးလုပ်ငန်းများအပါအဝင်ဒေသထွက်ကုန်သီးနှံများရောင်းဝယ်ဖောက်ကားကြမှာအားထားရတဲ့လမ်းမကြီးတစ်ခုဖြစ်လာမှာဖြစ်တယ်လို့နောက်အနာဂတ်ကာလမှာနေဆက်ကုန်သွယ်ရေးအတွက်ထိရောက်လျင်မြန်စွာကူးလူဆက်သွယ်နိုင်တဲ့အကျိုးပြုလမ်းတစ်လမ်းဖြစ်တွေ့မြင်လာရမှာဖြစ်ပါတယ်။ညံကြီးငူမဲတော်လန်းကိုနေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဝန်ထမ်းများနဲ့ဒေသခံတိုင်းရင်းသားများပါဝင်ဖွဲ့စည်းထားတဲ့လမ်းလုပ်ငန်းကြီးကြပ်မှုကော်မတီတို့ပူးပေါင်းပြီးရင်ရန်139စီအသုံးပြုဖောက်လုပ်နေခြင်းဖြစ်ပါတယ်။ဝါကလေတောင်ကျောတဝိုက်မှာတော့ခက်ခဲဖောက်လုပ်ခဲ့ရတာကိုယခုလိုတွေ့မြင်ရမှာဖြစ်ပါတယ်။လုပ်ငန်းများချိန်မီပြီးစီးရေးအတွက်နေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားမှုချုပ်ဦးထွေးလှနဲ့တာဝန်ရှိသူများကတွားရောက်ကွင်းစင်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။ညံကြီးငူမဲတော်လမ်းဖောက်လုပ်နေစေကာလမှာပဲလမ်းမကြီးရဲ့ဝဲရတစ်ဖက်တစ်ချက်မှာလာရောက်အခြေချနေထိုင်သူတွေစိုက်ပျိုးခင်းတွေတစားများပြားလာနေပါပြီ။လမ်းမကြီးအနီးတာယာလှပတဲ့ကျုံထော်ရေတခွန်ရှိနေခြင်းကြောင့်လေဒေသရဲ့ခီးသွွားလုပ်ငန်းကိုအထောက်အကူပြုလာမှာဖြစ်ပါတယ်။ရုပ်မြင်သံကြားကြည့်ပရိသတ်များရှင်ကရင်ပြည်နယ်အတွင်းနေမြေတည်ငြိမ်အေးချမ်းမှုမရှိသေးမီကာလကရွာပုံးရွာရှောင်းလေးများမှာတွားရောက်နေထိုင်ကြတဲ့ဒေသခံတိုင်းရင်းသားများခြေလက်အင်္ဂါများဆွန့်လွတ်ခဲ့ရတဲ့တပ်ဖွဲ့ဝင်ဟောင်းများနဲ့မိသားစုဝင်များအတွက်နိုင်ငံတော်အစိုးရကနေအိမ်များဆောက်လုပ်ပေးပြီးစနစ်တကျပြန်လည်နေရာချထားပေးခဲ့ပါတယ်။အဲ့ဒီလိုဆောက်လုပ်နေရာချထားပေးခဲ့ရမှာမြန်ကြီးငူဒေသသစ္စာအေးမြိုင်ကျေးရွာမှာနေအိမ်188လုံးပိုင်ကြုံဒေသပွင့်ဆန်းမြိုင်ကျေးရွာမှာနေအိမ်64လုံးဖော်ချီခုဒေသဒဇင်အေးမြိုင်ကျေးရွာမှာနေအိမ်85လုံးရွှေကုတ်ကိုဒေသထိုက်ဆန်းမြိုင်ကျေးရွာမှာနေအိမ်92လုံးဆောက်လုပ်နေရာချထားပေးပြီးဖြစ်ပါတယ်။ရွာလိုက်တောက်သုံးရေရရှိတဲ့အတွက်6လက်မအဝီစီတွင်များတူဖော်ပြီးတစ္ဆာအေးမြိုင်ကျေးရွာမှာဂါလန်3000ဆန့်အုတ်ရေကန်တစ်လုံးဂါလန်1000ဆန့်အုတ်ရေကန်29လုံးပွင့်ဆန်းမြိုင်ကျေးရွာမှာဂါလန်1000ဆန့်အုတ်ရေကန်တစ်လုံးဂါလန်1000ဆန့်အုတ်ရေကန်10လုံးဒဇင်အေးမြိုင်ကျေးရွာမှာဂါလန်9000ဆန့်အုတ်ရေကန်တစ်လုံးဂါလန်1000ဆန့်အုတ်ရေကန်3လုံးကန်ဆင့်မြိုင်ကျေးရွာမှာဂါလန်1000ဆန့်ရေစုကန်တစ်ခုဂါလန်1000ဆန့်ဥယေကန်9လုံးထိုက်ဆန်းမြိုင်ကျေးရွာမှာဂါလန်1000ဆန့်ရေစုကန်တစ်ခု
ဂါလန်1000ဆန့်ဥယျာဉ်ကန်ဆက်တစ်လုံးတို့ကိုတပြိုင်တည်းဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ထို့အတူရစ်စစ်မီရရှိလုပ်ငန်းများဆက်လက်ဆောင်ရွက်နေသလိုတိုင်းရင်းသားကလေးငယ်များအတွက်စာသင်ကျောင်းများဖွင့်လှစ်ရေးကျန်းမာရေးစောင့်ရှောက်မှုအတွက်ဆေးပေးကမ်းများဖွင့်လှစ်နိုင်ရေးဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်။ရုပ်မြင်သံကြားကြည့်ပရိသတ်များရှင်မိဘတစ်ခွဲဖြစ်နေတဲ့နိုင်ငံတော်အစိုးရအနေနဲ့ကရင်တိုင်းရင်းသားသွေးချင်းများရဲ့နေရေးတစ်ခုတည်းကိုသာစီစဉ်ဆောင်ရွက်ပေးခြင်းမျိုးမဟုတ်ပဲမိသားစုများရေရှည်ဘဝရပ်တည်ရေးအတွက်ရောဘာစိုက်ပျိုးရေးလုပ်ငန်းကိုအိမ်ထောင်စုတစုလျှင်9 ဧကနှုန်းဖော်ထုတ်စိုက်ပျိုးပေးသွားရန်ရည်မှန်းဆောင်ရွက်လျက်ရှိပါတယ်။စုစုပေါင်းမြေဧက2500ဖော်ထုတ်လျက်ရှိရမှာ2012-2013ဘဏ္ဍာနှစ်တွင်မြိုင်ကြီးငူဒေသမှာ256ဧကကမမောင်းဒေသမှာ244ဧကစုစုပေါင်းဧက900ဖော်ထုတ်စိုက်ပျိုးပြီးဖြစ်ပါတယ်။ဆက်လက်ပြီးတော့လိုင်းပွဲဒေသမှာဧက600မြိုင်ကြီးငူဒေသမှာဧက200ပိုင်ကျုံဒေသမှာဧက200ဖော်တိခုဒေသမှာဧက200စုစုပေါင်းဧက1200ဖော်ထုတ်ဆဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲရောဘာပြိုးဝင်များပြိုးထောင်ထားရှိခြင်းပလောပီနံမျိုးပွားဆက်ခင်းများထူထောင်ခြင်းစပားနဲ့ငါးကန်များပူးတွဲစိုက်ပျိုးမွေးမြူခြင်းလုပ်ငန်းတို့ကိုစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ရုပ်မြင်သံကြားကြည့်ပရိသတ်များရှင်အခုလိုကရင်တိုင်းရင်းသားသွေးချင်းများအတွက်ရောဘာဆက်ခင်းဧက2500ဖော်ထုတ်စိုက်ပျိုးပေးနေစေကာလတွင်ဒေသခံတိုင်းရင်းသားများစားဝတ်နေအဆင်ပြေစေဖို့အတွက်ညံကြီးငူဒေသလှိုင်းဘွဲ့ဒေသနဘူးဒေါ်လန်းဒေသမြဝတီမဲပလဲသင်္ကန်းညီနောင်ရွှေကုတ်ကိုဒေသများဟောင်တရောဒေသစတဲ့ဒေသတွေမှာရိတ်ခါဆန်များဖြန့်ဝေဆောင်ရွက်ပေးခဲ့ပါတယ်။2011ခုစက်တင်ဘာလ9ရက်နေ့ကစပြီးညံကြီးငူဒေသမှာအိမ်ထောင်စု1286စုလှိုင်းဘွဲ့ဒေသမှာအိမ်ထောင်စု189စုနဘူးဒေါ်လန်းဒေသမှာအိမ်ထောင်စု142စုမြဝတီသင်္ကန်းညီနောင်ရွှေကုတ်ကိုဒေသမှာအိမ်ထောင်စု465စုဟောင်တရောဒေသမှာအိမ်ထောင်စု103စုစုစုပေါင်းအိမ်ထောင်စု2165စုလူဦးရေ9592ဦးတို့တွင်လူကြီးတဦးလျင်10ပြည်နှုန်းကလေးတဦးလျင်6ပြည်နှုန်းသတ်မှတ်ပြီးလစဉ်ဖြန့်ဝေပေးလျက်ရှိပါတယ်။ရောဘာစိုက်ပျိုးရေးလုပ်ငန်းနဲ့စပားငါးစိုက်ပျိုးရေးလုပ်ငန်းများပေါ်မိခိုအားထားခြင်းမပြုနိုင်သေးမီကြားကာလမှာဘဝရပ်တည်ရေးအဆင်ပြေစေဖို့နိုင်ငံတော်အစိုးရကထောက်ပံ့ပေးနေခြင်းပဲဖြစ်ပါတယ်။ရုပ်မြင်သံကြားကြည့်ပရိသတ်များရှင်ကရင်ပြည်နယ်ကြီးဟာငြိမ်းချမ်းရေးနဲ့အလှမ်းဝေးခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ယနေ့နိုင်ငံတော်အနေနဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်အသစ်စီကိုရှောက်လှမ်းနေပြီဖြစ်ပါတယ်။တိုင်းရင်းသားအဖွဲ့အစည်းများနဲ့လည်းယုံကြည်မှုခိုင်ခိုင်မာမာတည်ဆောက်ပြီးထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်ခဲ့ရှိပါတယ်။ဒါကြောင့်ကရင်ပြည်နယ်ကြီးဟာလည်းတည်ငြိမ်အေးချမ်းခဲ့ပါပြီ။ငြိမ်းချမ်းခြင်းရဲ့အကျိုးရလဒ်အသီးပွင့်များကိုလည်းဒေသခံတိုင်းရင်းသားသွေးချင်းများရရှိခံစားနေကြရပြီဖြစ်ပါကြောင်းစီစဉ်တင်ဆက်လိုက်ရပါတယ်ရှင်။